အောင်ရင်ရှိပါအတန်ကြားတဲ့အခါစီးပွားဥစ္စာအဟုတ်မကြောက်ကျမ်းမာချမ်းသာပါလို့ဘေးရန်နဝိုင်းကျန်နိုင်အောင်ဆောင်နိုင်မြောက်မှာခொနရဲ့သားသမီးများနဲ့နတ်တွေပြမ